တမန်စီးလာရင်ဘေးတွေ့ပေမဲ့ထူးခြားတဲ့ကံတရားကြောင့်လွတ်မြောက်ခဲ့တဲ့ကိုဝန်ဆောင်မျိုးသမီးတမန်နဲ့ကူးဆက်သွားလာရသူတွေရဲ့ဖို့ဘေးရန်တွေကမထင်မှတ်ထားတဲ့အချိန်တွေမှာဝင်ရောက်လာနိုင်ပါတယ်။ပြီးခဲ့တဲ့မေလ28ရက်နေ့တုန်းကမော်တင်စိတ်ကမ်းဘက်ကနေခီးတဲ့ဆေးကိုတင်ဆောင်လာပြီးတော့ဒလဘက်ကိုထွက်ခွာလာတဲ့တမန်လေးတစ်စီးဟာမြစ်လက်ကောင်ရောက်မှာပဲတိမ်းမောက်သွားခဲ့ရှာပါတယ်။အသက်ရှင်မိုးတောင်ခရင်နဲ့ဒီလိုအခြေအနေမှာကိုဝန်ဆောင်မိခင်ကျုပ်ဖြစ်တဲ့မတ်တီတီကျွဲကတော့ဗာတန်ရမှမရပဲအသက်ရှင်လျက်လွတ်မြောက်လာခဲ့ပါတယ်။မတ်တီတီကျွဲကမိဘတွေစားခြင်းနဲ့ဆိုတဲ့ဒူရင်သီးလေးဝယ်ပြီးအပြန်မှာဒီလိုဖြစ်ရဆိုးနဲ့ကြုံခဲ့ရပါတယ်။တမန်နဲ့သွားလာနေကြဖြစ်တာကြောင့်ညနေ6နာရီခွဲကျော်လောက်မှာဒလဘက်ကိုပြန်ဖို့အတွက်မော်တင်စိတ်ကမ်းဘက်ကနေတမန်စီးလာခဲ့ပါတယ်။တမန်ဘိုကိုတက်ကလေးကဖျားစာတွေကိုတောက်လျှောက်ရွတ်ဆိုပူဇော်နေခဲ့ပြီးတော့ဒီလိုရွတ်ဆိုမှုကဘေးရန်ကြီးအတွက်ကြိုတင်ပြီးတော့အကာအကွယ်တစ်ခုဖြစ်သွားခဲ့ပါတယ်။လက်ထဲမှာတော့အိမ်ကမိဘတွေစားဖို့အတွက်ဒူရင်သီးလေးရဲ့ပတ်စံ9000ရဲ့ပါလာခဲ့ပါတယ်။တမန်ကမျက်လိုက်ကောင်ကိုရောက်တဲ့အချိန်မှာတော့ဓာတ်တွေနဲ့ညှိပြီးတော့ဘေးဆောင်ပြီးရေအောက်ထဲကိုနင်းမြုပ်သွားခဲ့ပါတော့တယ်ရှင်။တမန်ပေါ်မှာပါလာသူတွေအားလုံးကလည်းရေထဲကိုပြုတ်ကျသွားခဲ့ပြီးတော့မထေထေးကျွဲလည်းပါဝင်ခဲ့ပါတယ်။တမောကြီးတစ်စီးကလည်းလာနေပြီးတော့ဒီအချိန်မှာတော့ကုကရမဲ့ဖြစ်သွားခဲ့တာပါ။ကိုဝန်ဆောင်မိခင်ဖြစ်နေတဲ့မထေထေးကျွဲကကိုယ့်ရဲ့အသက်ထက်ကလေးအသက်ကိုပို့ပြီးတော့စိုးရင်ခဲ့ပါတယ်။သူတို့ရဲ့တမန်ငယ်လေးကတင်မအောက်ကိုရောက်သွားခဲ့ပြီးတော့ဒီအဖြစ်ပြက်ကြီးကအိမ်မက်ဆိုးတစ်ခုလိုဖြစ်သွားခဲ့ပါတယ်။မထေထေးကျွဲကရေကူတတာကြောင့်ရေအောက်ထဲနစ်ဆင်းသွားခဲ့ပေမဲ့သတိပြန်ဝင်လာကရေပေါ်လာအောင်စနစ်တကျကူးခံနိုင်ခဲ့ပါတယ်။ရေကူတတ်တဲ့အရေးချင်းကပဲဒီဘေးကနေလွတ်မြောက်ခဲ့တဲ့အကြောင်းရင်းတစ်ခုဖြစ်သွားခဲ့ပါတယ်။ရေကူးတတ်တဲ့ဆိုပေမဲ့လည်းကိုဝန်တဖက်နဲ့ရေလဲကောင်းကြီးမှာအသက်လူရပြီးခြေကုံလက်ပံကျသွားခဲ့ပါတယ်။ခြေထောက်တွေလက်တွေအားကုန်သွားတဲ့ချိန်မှာတော့မထေထေးကျွဲကိုအာရင်တွေကပြန်ပြေးလာစေခဲ့တာကမိဘတွေကိုပြန်ပြီးတော့လှုပ်ကြွပြုစုခြင်းနဲ့စေတနာစိတ်လေးဖြစ်ပါတယ်။ပိုက်ထဲကကလေးလေးကိုကောက်ကွဲခြင်းနဲ့မိခင်စိတ်နဲ့မိဘတွေကိုတရိရတဲ့စိတ်ကပေါင်းဆက်ပြီးအံ့ဩစရာကောင်းလာအောင်အင်အားတွေရရှိသွားပါတယ်။တမန်မထွက်ခင်ကလေးကရွတ်လာတဲ့ဘုရားစာကုသိုလ်မိဘတွေပေါ်မှာထားတဲ့စေတနာကြိုးတွေကြောင့်ပဲခြေကုံလက်ပန်းကြားတဲ့ချိန်မှာကယ်ဆယ်ရေးသမားတွေနဲ့ကွက်တိဆုံတွေ့သွားခဲ့ပြီးတော့မထေထေးကျွဲကိုရေထဲကနေအမြန်ဆုံးဆွဲတင်ကယ်ဆယ်ပေးခဲ့ကြပါတော့တယ်။ကယ်ဆယ်ရေးဖွဲ့ကတမန်ပေါ်မှာပါဝင်တဲ့လူ17ယောက်ထဲမှာ9ယောက်ကိုသာကယ်တင်နိုင်ခဲ့ပါတယ်။ကိုဝန်ဆောင်တဲ့ဖြစ်ပါရဲ့နဲ့ဗာတန်ရမှမရပဲခလျောလူပါကံကောင်းစွာနဲ့အသက်ရှင်ခွင့်ရသွားခဲ့တာဟာတကယ်ကိုအံ့ဩစရာပါရှင်ဒီမတော်တဆမှုကြောင့်မထေထေးကျွဲဝဲလာတဲ့ဒူရင်သီးလေးနဲ့ပတ်စံ9000ဆုံးရှုံးသွားခဲ့ရပေမဲ့မိဘကိုကြွေးကျင်တဲ့မွန်မြတ်တဲ့စိတ်စေတနာကြောင့်ကလေးလေးပါပြီးကင်းခဲ့ပါတယ်မိဘတွေတွေ့ဝဲလာတဲ့ဒူရင်သီးတွေပြန်မရတော့ပေမဲ့အသက်ရှင်တာကပဲကံကောင်းမှုကြီးတစ်ခုဖြစ်ပါတယ်မထေထေးကျွဲကလွမြောက်လာပေမဲ့တခြားခီးတဲ့2ဦးပျောက်ဆုံးနေသေးပါရှင်အသက်ရှူဖို့ရေဘော်ကိုရုန်းကန်တင်ရတာကြောင့်တမန်တူတူစီးလာတဲ့မိန်းကလေးတယောက်ကိုတော့မကယ်တင်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။မထေထေးကျွဲကတော့သူကြုံခဲ့ရတဲ့အဖြစ်အပျက်ကိုလက်နေဆဲဖြစ်ပြီးအသက်ဘေးကနေလွတ်မြောက်လာပေမဲ့လည်းမပျော်ရွှင်နိုင်ခဲ့ပါဘူး။တမန်သမားအပေါင်းတခြားသူတွေကိုလည်းရှာမတွေ့သေးတာကြောင့်စိတ်မအေးနိုင်ဖြစ်နေရပါတယ်။ကိုဝန်ဆောင်တဲ့ဖြစ်ပေမဲ့လည်းကံကောင်းစွာလွတ်မြောက်လာခဲ့တာကြောင့်ကလေးကလည်းထူးခြားတဲ့ကလေးဖြစ်မယ်ဆိုပြီးတော့မှန်းဆနေကြပါတယ်။ခြေကုံလက်ပန်းကျနေတဲ့ချိန်မှာအသက်ကယ်ပေးခဲ့ကြတဲ့ကယ်ဆယ်ရေးအဖွဲ့ကိုမမှတ်မိတော့ပေမဲ့မထေထေးကျွဲကတော့ကျေးဇူးဆက်ခြင်းနေသလိုသူတို့အတွက်လည်းတခုခုပြန်လုပ်ပေးခြင်းနေပါတယ်။ပြောင်းနေတဲ့သူတွေလည်းအမြန်ဆုံးပြန်ရှာတွေ့ပြီးမထေထေးကျွဲလည်းဘေးကင်းကင်းနဲ့မူးဖွားနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။